Hello, YouTube မှာရှိကြရဲ့ကျွန်တော်ကိုအားပေးချစ်ခင်ပြီးတော့အားပေးဝေးရနေတဲ့ကျွန်တော်ရဲ့မိသားစုဝင်အကူမချစ်မျိုးမိတ်ဆွေညီကိုမောင်နှမတွေအားလုံးနဲ့ live မှာရှိကြရဲ့ဒုတိယဝါသနာရှင်ချစ်မျိုးမိတ်ဆွေခုနှစ်သားသမီးချစ်မိတ်ဆွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေအားလုံးပဲမင်္ဂလာရှိသောနေ့လေးမင်္ဂလာရှိသောရက်ကလေးတစ်ရက်ကိုချစ်ကိုချစ်မတွေအားလုံးဘက်ကနေပြီးတော့ပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ရဲ့ Lucky Corner ဆိုတဲ့ YouTube channel ဒီ video ပိုင်း like ကလေးစတင်ချိန်မှာချစ်မျိုးတွေအားလုံးကိုဥစွာပဏာမလေးစုံမုံကောင်းလေးတောင်းပေးလိုက်ပါတယ်ဗျကျွန်တော်ဒီ video ပိုင်း like ကလေးမှာကျွန်တော်တို့ဘာတွေကိုအဓိကအကြောင်းအနေနဲ့ပြောပြပေးသွားမလဲဘာတွေကိုမိတ်ဆွေများအားလုံးဘက်ကနေပြီးတော့အဓိကအနေနဲ့လိုက်နာရမလဲဆိုတာအလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့တွေဒီလိုကြာတာပလေးနဲ့ညနေပိုင်းနဲ့4:30ဈေးမှာ3နှစ်ဆိုတဲ့ညီကိုကနန်းနော်3နှစ်ဆိုတဲ့ညီကိုကနန်းကြာလာပြီးသွားတိုင်းနဲ့ formula calendar ဆိုင်ရတကွာကောင်းကနန်းကိုတဲ့မိတ်ဆွေများအားလုံးဘက်ကလည်းပြီးတော့လုံးဝတရားရဂိုင်းလုံးအာမခံချက်ရှိတဲ့ကြာတာတောက်ကြနေမှနဲ့12မိနစ်စီမှာတကွက်သေးကိုပဲထိထိမိမိပိုင်နိုင်ထိုးရပါမယ်ဆိုတော့တကွက်ကောင်းကနန်းလေးကိုပြောပြပေးတော့မှာဖြစ်ပါတယ်ဒါလေးကိုအကောင်မတွေအားလုံးဘက်ကသိရဖို့မြင်ရဖို့တွေ့ရဖို့ဆိုရင်ငွေတစ်ပြားတစ်ချက်မှပေးစရာမလိုပါဘူးဘေးတစ်ပြားတစ်ချက်မှပေးစရာမလိုပါဘူးကျွန်တော်ရဲ့အခု Lucky Corner ဆိုတဲ့ YouTube channel လေးကို subscribe လေးတွေမနှိပ်ရသေးရင်နှိပ်ပေးဗီဒီယိုဖိုင်ကို like လက်မလေးတွေမနှိပ်ရသေးရင်အားလုံးဘက်ကကူညီပြီးတော့ like လက်မလေးတွေနှိပ်ပေးဒါလေးပဲအကောင်မတွေအားလုံးဘက်ကကူညီပေးပါကဏ္ဍလေးတွေအောင်မြင်ဖို့ကဏ္ဍလေးတွေအဆင်ပြေဖို့နေတိုင်းနှီးပါပေါက်ဖို့နေတိုင်းနှီးပါရဖို့ဒိုင်ခွဲပေါက်ဖို့ကကိုနာရဲ့တောင်းဝင်ထားဟုတ်ပြီနော်ကိုနာရဲ့တောင်းဝင်ပဲထားလိုက်ပါမိတ်ဆွေများကဲဟုတ်ပြီဒါဆိုရင်ကိုနာရဲ့ကျွန်တော်တို့တွေအခုတစ်ပတ်မှာတနင်္လာအင်္ဂါဗုဒ္ဓဘုကြာတာပရိကဏ္ဍ၈ချိန်စရာတိကျွန်တော်တို့ထွက်သွားပါတယ်သို့ပေမဲ့လည်းကျွန်တော်တို့တစ်ချိန်မှမရဘူးဗျာကျွန်တော်တို့တစ်ချိန်မှမပေါက်သေးဘူးဗျာဆိုတဲ့တူဒီဝါသနာရှင်အမျိုးတွေအားလုံးအတွက်လာပြီတောက်ချာနဲ့နောက်ဆုံးအပိတ်နဲ့ပွဲသိမ်းမှာတဲ့လုံးဝ formula calendar ဆိုင်ရတကွာကောင်းဆုံးမှာတကွာကောင်းကိုထိထိမိမိနဲ့ဒိုင်ခွဲလေးထိုးလို့ရမယ်တကွာကောင်းကဏ္ဍလေးကိုကျွန်တော်ဒီဗီဒီယိုပိုင်း live မှာပြောပြပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဗီဒီယိုပိုင်း live ကိုတော့အစအဆုံးလေးကြည့်စီခြင်းနဲ့ကျွန်တော်ဒီ channel လေးကလည်းကျွန်တော်တို့ channel အသစ်ကလေးဖြစ်တဲ့အတွက်ကြောင့်မလို့ချစ်ကိုချစ်မတွေအားလုံးဘက်ကနေပြီးတော့ like and subscribe လေးတွေနဲ့တဦးတယောက်မကြနှိပ်ပြီးတော့အားပေးဝင်ရလို့ရပါတယ်တဦးတယောက်မကြကျွန်တော်ကိုနော် like လက်မလေးတွေနှိပ် channel ကို subscribe မနှိပ်ရသေးရင် subscribe လေးတွေနှိပ်ပေးဒါလေးတွေပဲအားလုံးပဲလုပ်ပြီးတော့ကိုညီအားဖြင့်ဝင်ရပေးကြဖို့ချစ်ကိုချစ်မတွေအားလုံးကိုတောင်းဆိုပါတယ်ဟုတ်ပြီနော်ကဲဒါအားလုံးကိုမြေတားရခံတောင်းဆိုတာပါကဲဒါဆိုရဲတဲ့ကျွန်တော်တို့ဒီတစ်ပတ်မှာကဏ္ဍထွက်စဉ်တွေကိုကြည့်လိုက်ပြန်ကဏ္ဍတစ်ချိန်လာထားတယ်ပြန်ကဏ္ဍဒီကျွန်တော်တို့ပါဝါ3.5ကို3.5ဆိုပြီးပါဝါချထားတယ်အဲ့လိုအပတ်မျိုးမှာမိတ်ဆွေများအားလုံးပဲပါဝါဒီနောက်တစ်ချိန်တော့ပြန်လာနိုင်ခြင်းအင်အားကောင်းတယ်ဗျနော်ပါဝါကနောက်တစ်ချိန်ပြန်လာနိုင်ခြင်းအင်အားအကောင်းဆုံးပါနော်ကျွန်တော်ပြောတာကိုကျွန်တော်ဗီဒီယိုပိုင်း live ကိုအများနဲ့ကြည့်တယ်အားပေးဝင်ရတယ်ခဏကောင်းလေးတွေကိုလည်းတေချာဒီဇိုင်းမှထိုးတယ်ဆိုတဲ့ဝါသနာရှင်တွေအားလုံးဆိုရင်သိတယ်နော်ကျွန်တော်ကဘာကိုအကူမတွေအားလုံးအတွက်အထီးကအနေနဲ့ပြောပြနေတာလဲဆိုတာအားလုံးသဘောပေါက်လိမ့်မယ်လို့တော့ထင်တယ်ကျွန်တော်လည်းအတက်ကြီးတည်လို့မဟုတ်ပါဘူးတက်ကြီးတည်လို့မဟုတ်ဘူးကျွန်တော်ရဲ့လေးလာအားထုတ်မှုရနော်ကျွန်တော်စူးစမ်းအားထုတ်မှုအရာလုံးဝအရန်ကြိုက်နေတတ်ပါတယ်အရန်ကောင်းပါတယ်ဆိုတဲ့ကဏ္ဍကောင်းလေးကိုပဲကျွန်တော်ချစ်ကိုချစ်မတွေအားလုံးကိုလာပြီးတော့ပေးတာလာပြီးတော့တင်ဆက်မှုလေးတွေပြုလုပ်ပေးတာဗျအမှားမှန်တော့ရှိမယ်ယုံကြည်မှသာအစင်ပြေမှသာမိတ်ဆွေတွေအားလုံးဘက်ကလည်းပြီးတော့ယူပြီးတော့ကစားပါနော်ယူပြီးတော့ကစားပါကျွန်တော် channel လေးကိုလည်းအခုမှမြင်တာပဲဖြစ်ကျွန်တော်ကိုငကိုရဲကတိပါတယ်ငကိုရဲကအားပေးဝေးရနေတာပါဆိုတဲ့တူဒီဝါသနာရှင်ချစ်မိတ်ဆွေအကူမညီကိုမောင်နှမတွေအားလုံးပဲဖြစ်တဦးတယောက်မကြ like and subscribe လေးတွေနဲ့ကူညီပြီးတော့အားလုံးပဲပါဝင်အားဖြည့်ဝင်ရလို့ရတယ်မနက်ဘက်ကမှ
ကျွန်တော်ကတော့တောက်ကြနေနောက်ဆုံးအပိတ်နေပွဲသိမ်းဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးအတွက်ကိုလုံးဝအစင်ပြေစေမယ်ဒိုင်ခွဲရဒိုင်ခွဲပေါက်စေမယ်တကွက်တဲ့ကဏ္ဍကိုပဲကျွန်တော်ချစ်ကိုချစ်မတွေအားလုံးကိုကျွန်တော်ဘက်ကပေးသွားပေးမယ်ကဏ္ဍကောင်းလေးကိုပို့သားပေးသွားမယ်ကဲယုံကြည်အားလုံးပဲကျွန်တော်အပြောနဲ့ရွေးမလုံးနေပဲလက်တွေ့တက်တည်ပြကြရအောင်ကျွန်တော်တို့မနက်ဘက်က73ရက်2လပိုင်းနော်73ရက်2လပိုင်း2000နဲ့မှ26နော်တောက်ချာနေ့နောက်ဆုံးအပိတ်နေ့ပွဲသိမ်းဖြစ်ပါတယ်ဒါကျွန်တော်တို့ဖေဖော်ဝါရီ73ကကျွန်တော်မြန်မာလူမျိုးမှန်အကုန်လုံးသိပါတယ်ကျွန်တော်ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ပေါ့ဗျာနော်ကျွန်တော်တို့ရဲ့ဗိုလ်ချုပ်အောင်ဆန်းနော်တို့ဗိုလ်ချုပ်ကြီးနော်ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့လည်းဖြစ်ပါတယ်ဗျာ73ရက်နေ့လေနော်မနက်ဖြန်မှာဒါကကျွန်တော်မြန်မာလူမျိုးမှန်ရင်တည်ထားတဲ့ဟာအရာလေးပါကဲဟုတ်ပြီမနက်ဖြန်73ရက်နေ့ကျွန်တော်ကတော့တဏီကုံစာအတိုင်းတာကိုပဲတင်ပေးတာဖြစ်ပါတယ်ချစ်ကိုချင်းမတွေအားလုံးဘက်ကနေပြီးတော့တဏီကုံစာလိုက်ထိုးရမှာဖြစ်ပါတယ်ကျွန်တော်အကြိုက်ဆုံးဝမ်းချင်းပိုင်လေးကိုကျွန်တော်ပြောပြရစီကိုနိုင်အကြိုက်ဆုံးဝမ်းချင်းပိုင်ပတ်တီးနေနဲ့ကျွန်တော်ကြိုက်တာကတော့ကျွန်တော်ကတော့မနက်ဖြန်ကတောက်ကြနေမှာ3ပိုင်3ပတ်တီး8ပိုင်8ပတ်တီးပါဗျ3ပိုင်3ပတ်တီး8ပိုင်8ပတ်တီးက3ချိုင်းနဲ့တက်တဲ့မိတ်ဆွေညီကိုမောင်နှမတွေ3ကိုပတ်လို့ရတယ်လို့8ချိုင်းနဲ့တက်တဲ့မိတ်ဆွေညီကိုမောင်နှမတွေ8ကိုပတ်လို့ရတယ်ကျွန်တော်အကြိုက်ဆုံးဝမ်းချင်းပိုင်ပတ်တီးက3ပိုင်3ပတ်တီး8ပိုင်8ပတ်တီးနော်3ပိုင်3ပတ်တီး8ပိုင်8ပတ်တီး3နဲ့ပတ်သက်လို့ထိုးရမယ်အထူးမိန်ကဏ္ဍလေးတွေကိုပြောပေးမယ်3နဲ့ပတ်သက်ထိုးရမယ်အထူးမိန်ကဏ္ဍလေးတွေက30 35 36 39နော်30 35 36 39ဆိုတဲ့ကဏ္ဍကောင်း၄ခွက်ကိုပဲမိတ်ဆွေများအားလုံးပဲထိုးရမှာဖြစ်ပါတယ်ဒါ3နဲ့ပတ်သက်ရင်နော်ကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ရှင်းတဲ့ပတ်သက်ရင်ရောအထူးမိန်ကဏ္ဍလေးတွေမရှိဘူးလားရှိပါတယ်ခင်ဗျအားလုံးပဲတေချာလေးမှတ်ပေးပါရှင်းတဲ့ပတ်သက်ရင်ထိုးရမယ်အထူးမိန်ကဏ္ဍလေးတွေက80 85 80 85 89 83နော်89 85 80 83ဒီကဏ္ဍ၄ခွက်ပဲထိုးမယ်မနက်ဘက်ကမှကျွန်တော်အကူမကြီးအားလုံးကိုငကိုပုံမှန်ထုတ်ပေးနေကြအတိုင်းပဲကျွန်တော်ဘက်ကတောက်ကြနေတဲ့နေကုံစာအတွက်အဓိဋ္ဌာန်ပတ်တီးလေးကိုရွေးချယ်ပြီးထုတ်ပေးရမယ်ဆိုရင်ကျွန်တော်ကတော့8တလုံးလေးကိုကြိုက်ပါတယ်မနက်ဘက်ကတောက်ကြနေပွဲသိမ်းပါ8တလုံးလေးကိုကြိုက်တယ်တကွက်တဲထိုးခြင်းနဲ့မိတ်ဆွေတွေအကူမကြီးအားလုံးပဲတကွက်ကောင်းထိုးခြင်းနဲ့ဆိုရင်တော့83ပါဝါတကွက်ထဲကိုထိုးပါ83ဆိုတဲ့ပါဝါတကွက်ထဲကိုထိုးပါကျွန်တော်ကတော့8တလုံးပိုင်အနေနဲ့ကျွန်တော်တော်တော်လေးကြိုက်ပါတယ်အားရခြင်းနဲ့မှုလည်းရှိတဲ့အတွက်ကြောင့်ယုံကြည်သလိုအော်ထိုးလို့ရပါတယ်အခုကျွန်တော်ပြောပြသွားတဲ့ကဏ္ဍလေးတွေဒီမိတ်ဆွေများအားလုံးပဲမနက်ဖြန်7နာရီ10မိနစ်ဈေးမှာအထူးမိတ်အနေနဲ့တင်ထိုးရမှာဖြစ်ပါတယ်တကယ်လို့မတော်တဆ7နာရီ10မိနစ်ဈေးမှာမကြလာခဲ့ဘူးကဏ္ဍကမပေးလာခဲ့ဘူးဆိုရင်ညနေ4နာရီ30ဈေးမှာအကူမတွေအားလုံးက2ဆတင်ပြီးတော့ထိုးရမှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့ကဏ္ဍတွေ7နာရီ10မိနစ်ဈေးမှာအကြများပါတယ်အားလုံးပဲယုံကြည်အားလုံးပဲအော်ထိုးစေချင်ပါတယ်ဗျအားလုံးပဲဘိုင်းပါကျွန်တော်မိသားစုဝင်တွေအားလုံးကိုချစ်ပါတယ်မင်္ဂလာရှိသောနေ့လေးပါအားလုံးဘိုင်းပါ